ရန်ဖြစ်ရင်ရှော့ပေးတဲ့ဇူးရဲ့ဆိုင်၄ခုဒီရာဒီဘွားရင်ရန်ဖြစ်ရင်တော့အနိုင်ရဖို့ဆိုတာမစင်စားပါနဲ့ရောနော်ပထမဆုံးကတော့ Aries ပဲဖြစ်ပါတယ်ဒေါသကမီးအောင်လို့ပဲချက်ချင်းပေါက်ကွဲမယ်မှားနေရင်တော့မှအရင်ဆုံး online ရမှာအကျဉ်းနဲ့နိုင်မဲ့သူတွေဒုတိယကတော့ Taurus ပါသူတို့ကရန်ဖြစ်ရင်အော်ဟစ်မနေဘူးဒါပေမဲ့သူတို့ဆုံးဖြတ်ပြီးသားအမြင်တစ်ခုကိုဘယ်သူဖြတ်ဖြတ်လုံးဝမရဘူးတို့ရှေကနီလမ်းမချောင်သလိုပဲသူတို့မှန်တဲ့ထင်ရင်ကဘာပြတ်ရင်တောင်မှအရှုံးမပေးမဲ့သူတွေနောက်တစ်ခုကတော့ Leo ပဲဖြစ်ပါတယ်သူတို့ရဲ့ဂုဏ်သိက္ခာကိုလာထိရင်တော့လုံးဝမရဘူးအမားကိုဘယ်တော့မှမခံသလိုသူတို့ပေါ်လာတဲ့သူတွေကိုပြန်ဟိမ့်မဲ့သူတွေနောက်ဆုံးကတော့ Scorpio ပဲဖြစ်ပါတယ်ရန်ဖြစ်ရင်အော်မနေဘူးဒါပေမဲ့စကလုံးတွေနဲ့လူကိုတေအောင်ထုံးရနိုင်တဲ့သူတွေအားရချက်ကိုဒီပြီးသားမို့အရှုံးပေးဖို့ဆိုတာသူတို့ရဲ့အပရိဒါမှမရှိဘူးကဲဒါဆိုမင်းငယ်ချင်းတွေထဲမှာရောဘယ်သူတွေရှိလဲမင်းတို့ငယ်ချင်းတွေကရန်ဖြစ်ရင်ရှုံးပေးတဲ့သူတွေကိုမရှစ်ခေါ်သွားလိုက်အောင်နော်ဘိုင်ဘိုင်